ဦးလတ်ဆွေဆွေးနွေးဖို့ဖြစ်ပါတယ်လေးစားပါသောပြည်အောင်စုလွှတ်တော်နာယကကြီးနဲ့တကွာပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးဧည့်သည်တော်များနဲ့ဖိတ်ကြားထားသောဧည့်သည်များအားလုံးချက်တည်မင်္ဂလာဖြာဖြာနဲ့ပြည့်စုံတော်မူကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာကာရဝပြုအပ်ပါတယ်ကျွန်တော်ကတော့အဝေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်စနစ်မှပြည်အောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးလာဆွေဖြစ်ပါတယ်လေးစားအပ်ပါသောနာယကကြီးခင်ဗျာကျွန်တော်တို့ဟာဒီမိုကရက်တိုက်ဇေးရှင်ကိုသွားနာဖြစ်တဲ့အတွက်ကြောင့်လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိပါတယ်ဒါမဲ့လို့တကယ်တော့ဒီ right to recall ကိုမဆွေးသွေးသင့်ဘူးမပြဋ္ဌာန်းသင့်သေးဘူးလို့ထင်မြင်ဥစားသူများဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့အစမ်းသက်အထိန်အကုတ်ကိုမခံဝင့်သူများလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကျွန်တော်တို့ဒီလွတ်တော်ကြီးတွေကိုရောက်လာတာဟာမဲဆန္ဒရှင်ပြည်သူတွေရဲ့မဲဆန္ဒနဲ့ရောက်လာတာဖြစ်ပါတယ်ရွေးကောက်ပွဲဤတို့ကတစ်ချိန်လာတယ်နောက်တော့မလာတော့ဘူးဖုံးဆက်လက်အစည်းအဝေးလုပ်နေတာအားကြီးပဲပြောတယ်တချို့ကဖုံးနံပါတ်တောင်လျှို့ဝှက်ထားသေးတယ်ဖုံးဆက်မှာဆိုလို့ဘယ်သွားတက်နေလဲဆိုတော့သဘယ်ခမ်းမတွေနှင်းစီခမ်းမတွေတန်ယုံတွေကအခမ်းပွဲတွေသွားတက်ပြီးတော့နေကြတယ်ဂျာနယ်တွေထဲမှာ BBC VOA လီလိုင်းတွေထဲမှာတော့အာပေါင်အာရင်တန်တန်နဲ့ဒုဒေသဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဒီမိုကရေစီရအောင်လုပ်မယ်လို့ဒါပြောနေကြတာမိမိကိုစားပြုတဲ့နေမြေရပြည်သူတွေရဲ့လိုအပ်ချက်ကိုတော့မျက်ကွယ်ပြုနေကြတဲ့အမတ်အချို့ကိုဒီဥပဒေကထိန်းကွပ်သွားမှာဖြစ်ပါတယ်တချို့ကတော့ငါဗာတိုင်းရင်သားဘာလူမျိုးဖြစ်တယ်ဒါကြောင့်မို့ငါနေမြေမှာဘယ်သူမှလာလို့မရဘူးဒါအပီပဲငါ9နှစ်တော့အပိုင်ပဲဒီလိုမျိုးယူဆနေတဲ့ပုံကွန်များလည်းရှိတယ်လွတ်တော်ကိုယ်စားလှယ်ဆိုတာဘယ်ကစမ်းစမ်းညာကစမ်းစမ်းသက်ခံနိုင်ရမယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒီလိုအစမ်းသက်ခံနိုင်အောင်ဒီပုံမှန်ဟာအရေးကြီးတဲ့ပုံမှန်တစ်ခုလို့ကျွန်တော်ဆွေးနွေးလိုပါတယ်ဥပမာလွတ်တော်ကိုယ်စားလှယ်တဦးကို100ခိုင်နှုန်းကလက်မှတ်ထိုးပြီးတော့ right to record တင်တယ်ကော်မရှင်ကိုစစ်ဆေးတင်လိုက်တော့ကော်မရှင်ကစစ်တဲ့ကမှာဟာဒီလူဖရီးမြိုက်ဘူးဒီလူဟာလွတ်တော်တက်နေတယ်ဘာပွဲတွေတက်ညာပွဲတက်နေဟာနိုင်ငံတကာဆက်ဆံရေးအတွက်အဖြစ်မနေပွဲတွေသွားတယ်သူမှ clear ဖြစ်တယ်ဟေး100ခိုင်နှုန်းမင်းတို့ထင်တယ်လို့မဟုတ်ဘူးဒီကိုယ်စားလှယ်တော်ကြီးကအင်မတန်လှုပ်နေတယ်လို့ရှင်းပြလိုက်ရင်အော်ဟုတ်ပြီသားပဲအဲ့တော့ကျွန်တော်တို့က100ခိုင်နှုန်းကတင်ပြလို့လေတိတ်စိုးရင်စရာမရှိပါဘူးပုံမှန်390ခွန်အရာဥပဒေပြဋ္ဌာန်းတဲ့အခါခုနကိုယ်စားလှယ်တော်ကြီးဦးဝင်းမြင့်ဆွေးနွေးထားတဲ့အချက်တွေထည့်ကောင်းပါတယ်ဒီချာချာလေးထည့်အရေးကြီးတာကပြဋ္ဌာန်းလိုက်ဖို့ပဲလိုပါတယ်ပြဋ္ဌာန်းလိုက်ဖို့ပဲလိုပါတယ်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ဟာဒီ100ခိုင်နှုန်းကြောင့်ကျွန်တော်တို့ကစိုးရင်ပူပန်စရာမလိုဘူးဒါဟာကျွန်တော်တို့ရဲ့ကျေးဇူးရှင်မဲဆန္ဒရှင်ပြည်သူတွေရဲ့ဆန္ဒကိုကျွန်တော်တို့ကအစမ်းသက်ခံနိုင်အောင်လို့ဒါလျင်ဒီဥပဒေဟာပြဋ္ဌာန်းဖို့သင့်တယ်2010ရွေးကောက်ပွဲပြီးကြတဲ့6လတန်ဒီတစ်နှစ်တန်ဒီကလေးကဒီဥပဒေဟာပြီးသားဖြစ်နေသင့်တယ်လို့ကျွန်တော်အနေနဲ့ဆွေးနွေးလိုပါတယ်အဲ့တော့ဟာလာတချို့နေမြေကွင်းမစင်မဲနဲ့လွတ်တော်ပြီးတာနဲ့ပျောက်သွားတဲ့ကိုယ်စားလှယ်တော်ကြီးများဟာဒီဥပဒေကိုစိုးရင်ထိတ်လန့်နေဟန်တူပါတယ်ဒါကြောင့်မို့လို့ဒီဥပဒေဟာအင်မတန်ပြဋ္ဌာန်းတဲ့စောလင်းစွာပြဋ္ဌာန်းတဲ့ဥပဒေဖြစ်ပါတယ်ဒီအပြင်100ခိုင်နှုန်းဆိုတာကလည်းကျွန်တော်တို့နိုင်ငံဟာဖွံ့ဖြိုးပြီးနိုင်ငံလားမတိုးတက်သေးတဲ့နိုင်ငံလားအားလုံးအသိဖြစ်ပါတယ်ကျွန်တော်တို့အမတ်တွေကွင်းများစင်းမှအမှားအယွန်းတွေများကိုရှာဖွေတွေ့ရှိမှကျွန်တော်တို့နိုင်ငံကိုဝိုင်းဝန်းကြိုးပမ်းပြီးတော့အားကြိုးမှတဲ့ဆောင်ရွက်နိုင်မှသာလျှင်လုံနိုင်မှာဖြစ်တဲ့အတွက်20ရာခိုင်နှုန်းလောက်ဆိုတာမစင်းလေရတယ်20ဆိုစုဖို့မလွယ်ဘူးအဲ့လိုမျိုးဖြစ်နေရင်ကျွန်တော်တို့နိုင်ငံကအီယောနဲ့ဟလာသူများဗိုလ်ချုပ်အောင်ဆန်းပြောသလိုသူများနည်းနည်းလို့ရင်ကိုကများအတလန့်ကျဲလှမ်းနိုင်မှဒီ100ခိုင်နှုန်းဟာမနှဲပါဘူးenoughဖြစ်ပါတယ်လို့ဆွေးနွေးလိုပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ပုံမှန်396ကာကြီးခါခွေးနဲ့390ခွန်စောလျင်စွာပြဋ္ဌာန်းနေပါတယ်အမသာလေးမဲဆန္ဒရှင်များရဲ့ကျေးဇူးသစ္စာကိုစောင့်သိရရောက်ပါလိမ့်မယ်လို့ဆွေးနွေးရင်းညီကုန်းချောပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်